အားလုံးပဲမင်္ဂလာပါ Look at Now YouTube channel ကနေကြိုဆိုပါတယ်တို့လက်တလုံးမှာအိမ်ထဲမှာပဲနေထိုင်ခြင်းကစိတ်ချရဆုံးတဲ့နိုင်ငံတော်ကိုကူညီရရောက်ပါတယ်ဒါပေမဲ့အိမ်တွင်းမှာပဲအကြာကြီးနေဖို့ဆိုရင်အရင်ဘက်ကဘာတွေလုပ်တင်တယ်ဆိုတော့ပြောပြခဲ့ပေမဲ့ခနာကိုလှုပ်ရှားပြီးလေ့ကျင့်ခန်းလိုအပ်တဲ့သူတွေအတွက်အကြံဉာဏ်လေးတစ်ချို့ကိုပေးချင်ပါတယ်ပထမဆုံးအနေနဲ့အချင်းချင်းကြွကြွလေးတွေဖွင့်ပြီးတော့တန်စင်အတိုင်းစီးမျောပါအခြေခံကားကွက်တွေကိုတီးစီရမလို့ပါဘူးတန်စင်အသွားလာအတိုင်းသာစီးမျောလှုပ်ရှားဖို့ပါပဲဒါကတော့တချို့အတွက်ခက်ကောင်းခက်နေပါမယ်ကိစ္စမရှိပါဘူးစူးစမ်းကြည့်ပါကကြည့်ပါစီးမျောကြည့်ပါတချင်းတွေကတော့စိတ်တက်ကြွစီမဲ့တချင်းတွေဆိုရင်ပိုပြီးအဆင်ပြေမှာပါတချင်းအေးလေးတွေကတော့စိတ်ကြည်နူးမှုကိုပေးစွမ်းနိုင်မှာပါဒါပေမဲ့လေ့ကျင့်ခန်းအတွက်မြူးကြွနေဖို့လိုပါတယ်ဒါမှလှုပ်ရှားမှုကလေ့ကျင့်ခန်းဆန်မှာပါခုတော့ရှိပါတယ်ဘဝဝင်ကျအနောက်ရှက်မဖြစ်ဖို့အရေးကြီးပါတယ်ဒါကြောင့်နှစ်ချက်နဲ့တယောက်တည်းစီးမျောခံစားလှုပ်ရှားကြည့်ပါ no ချင်းနဲ့ကလိုက်ကောက်ဖို့မဖြစ်နိုင်ဘူးဆိုရင်ညမှာလေ့ကျင့်ခန်းလုပ်လို့ရမယ့်နေရာတွေရှာဖွေပါဥပမာလေကားဒင်းပေါက်ဒါမျိုးတွေကကျွန်တော်တို့လေ့ကျင့်ခန်းလုပ်လို့ရတဲ့နေရာမျိုးတွေပါအိမ်ကလေကားကိုအတက်ဆင်းလုပ်မယ်တိုက်ထိုးပါအိတ်ထမတင်လုပ်ပါ plank ထောက်ပါ blue bridge ထောက်ပါထိုင်ထလုပ်ပါတကားပေါင်နဲ့ကျွန်တော်တို့ဘားခုလို့ရပါအုံးနဲ့ဆိုတော့ခြံဝင်းနဲ့ဆင်းပြီးလူခုံလို့လည်းရပါတယ်ချင်းလုံးခတ်တာဘောလုံးကန်တာအောက်ရိုက်တာစတာတွေကိုလည်းလုပ်လို့ရပါတယ်ဒါမျိုးတွေမလုပ်ချင်ဘူးလေ့ကျင့်ခန်းပဲလုပ်ချင်တယ်ဆိုရင်တော့အိမ်မှာနေရင်ဘာလေ့ကျင့်ခန်းတွေလုပ်လို့ရလဲဆိုပြီးတော့ Google ခောက်ကြည့်ပါမှန်ကန်တဲ့အရင်းမြစ်ရွေးချယ်ဖို့လိုအပ်ပါတယ်မှန်ကန်တဲ့အရင်းမြစ်တွေကတင့်ကိုအကောင်းဆုံးလမ်းညွှန်ပေးမှာပါလေ့ကျင့်ခန်းလုပ်တာကပုံစံမှန်ဖို့အရေးကြီးပါတယ်ပုံစံမှန်မှန်ရင်ဒဏ်ဖြစ်တတ်ပါတယ်ဒါကြောင့် YouTube ကနေဖြစ်ဖြစ် application ကနေဖြစ်ဖြစ်ပုံစံမှန်ဖို့အတွက်အရင်ဆုံးလေ့လာပါပြီးမှ recorder တွေကိုလုပ်ကြည့်ပါပုံစံမှန်မှန်ဘူးဖြစ်ရင်တော့ပြလိုက်တာအကောင်းဆုံးပါပဲဟုတ်ကဲ့ပါသိတဲ့တို့ကြီးဒါကတော့အိမ်တွင်းမှာဖြစ်နိုင်တဲ့လေ့ကျင့်ခန်းလုပ်နည်းတွေပါခြားဘယ်လိုမျိုးတွေလေ့ကျင့်ခန်းလုပ်နိုင်တယ်လဲဆိုတာရှိရင်မျှဝေပေးပါဦး Look up now YouTube channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်